ရခိုင်လူငယ်တွေအားလုံးကာလီသောပါကျွန်တော်တို့ရခိုင်လူမျိုးကြီးဆိုရဲဒုတိယကမ္ဘာဆိုင်မှာတိုင်ခွန်စိုက်ဖို့ကာလာကောက်ပေါ့တိုင်ပြည်တဲ့လူမျိုးကျိုးတော့ညီလာခံဒီခေါ်ယူပြီးဆွေးနွေးခေါ်ဆုံးဖြတ်ချက်ဒီရှာမယ်ခေါ်တော့တူညီရှာဒီပူလုံးခေါ်ဒီကိုအခရင်ပေါ်မမလာတော့ဆောင်းတော့ခါပါတော့အပါဝင်ပါလေအခုခိုင်မှနေပြီးလူငယ်အခိုင်ပဲမဲ့ထားတယ်ဆိုတာဒါလေးဆရာကလူငယ်လို့ပဲမဲ့တယ်ဆိုရင်ကျွန်တော်တို့ကလူငယ်တွေအများကြီးရှိပါတယ်လူငယ်ခိုင်လူငယ်အဝါစုတွေအများကြီးစုစည်းထားတဲ့နေရာလေးဖိုက်တယ်ရောတော့နေပြီးလုံငယ်ရာတိုက်ပေတောင်ထဲဆောင်ရတဲ့အချိန်ခါရိရှင်မောရနေရာဒေသလိုက်လက်ကောင်းအနေနဲ့မတူညီလေတူညီမျောမဲရှာတီနဲ့ကျွန်တော်တို့လည်းပြီးတပန်လေးမှာကိုစားအထုတ်ခဲ့ပါမယ်လူငယ်ဒီပေါ်မှာကျွန်တော်မျောလွန်ရှာအများကြီးထားပါတယ်လူငယ်များကြီးဆွဲရည်ဒီပေတီဒီကိုလည်းယုံကြည်ပါတယ်တိုက်ပေနာရဲ့ကိုဒီကောင်းဝင်တော့ထဲဆောင်နိုင်ပါစီလို့ဆူတောင်းပြီးစကားလာဆောင်ပါလိုက်ပါတယ်အားလုံးကျေးဇူးတောင်းပါတယ်